လူသားတယောက်ကနဖျားမတစ်ပါးကိုချစ်မိသွားရင်ဘာဆက်ဖြစ်မလဲကျွန်တော်ဒီအပိုင်းဟီရိုသစ်ဟာယာရဲ့ story တွေကိုလိုက်လေ့လာရင်းနဲ့ဇလန်အကြီးကြီးထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်သေးသေးလေးတစ်ခုကိုတွားတွေ့ပါတယ်အဲ့ဒါကတော့မဖြစ်နိုင်တဲ့အရာကိုမှချစ်မိသွားတယ်ဝေရဲဆိုတဲ့လူသားကောင်လေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်ဆိုတော့စားလိုက်အောင်ကျွန်တော်တို့ရဲ့ဟာယာလေးရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကသူမရဲ့နဖျားဖြစ်တဲ့ဒီကျွင်းကိုပြန်လည်ရှင်းသန်စီဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့သူမကနှစ်တစ်ထောင်ကြာပြီးမှပြန်လည်နိုးထားလာတာဖြစ်တဲ့အတွက်သူမရဲ့စွမ်းအားတွေကိုအပြည့်အဝတော့မသုံးနိုင်သေးပါဘူးဒီအချိန်မှာသူမကိုဘိန်းနာကနေကူညီပေးနေတဲ့သူကတော့ဘာသာတို့နဲ့အဖြစ်ချင်းတူတဲ့လူသားကောင်လေးဝေရဲပဲဖြစ်ပါတယ်မပြတ်နိုင်တဲ့အရာတွေကိုချစ်မိတွေ့တာမိတတ်ကြတာကလူသားတွေရဲ့သဘာဝဖြစ်ပေမဲ့လေဒီဝေရဲဆိုတဲ့ဘဲကတော့ next level ကိုရောက်နေရလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီဝေရဲကကျွန်တော်တို့ရဲ့နဖျားမလေးဟာယာကိုကူးပြီးတော့ချစ်မိနေတာပဲဖြစ်ပါတယ်သူမပြောနေရပြီးကျန်တာဘလောက်ပဲပေးဆက်ရဆိုတဲ့ brother တို့လိုပဲဝေရဲကလည်းပြန်ရည်လိုစိတ်မရှိဘဲနဲ့ပေးဆက်ခြင်းတသက်နဲ့ဟာယာလေးအနားမှာနေခဲ့တာပါဒီလိုမျိုးပေးဆက်လာခဲ့ပြီးတော့နောက်ဆုံးဟာယာကသူမရဲ့နဖျားဖြစ်တဲ့ဒီကျွင်းကိုပြန်ခေါ်နိုင်မှုလက်တကမ်းအလိုမှာဝေရဲကသူကိုယ်တိုင်သိခံပြီးတော့ဒါကိုဖျက်ဆီးခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဟာယာလေးကစိတ်ဆိုးတကြီးနဲ့မေးတဲ့အခါမှာတော့ဝေရဲကကျွန်တော်တောင်းပန်ပါတယ်ဒီတိုင်းဆက်သွားရင်တခင်မကိုဆုံးရှုံးရပါလိမ့်မယ်တခင်မတဲ့ကြံတာတွေကဘာမှအသေးပဲမရှိပါဘူးအဲ့လိုပြန်ဖြေပြီးနောက်မှာပဲတည်ဆုံးခဲ့ပါတယ်魏延，你为帝君大人所做的一切值得一个回报。财富、权力、信徒，无论是什么，我可以实现你一个心愿。我没什么心愿，实在要说的话，我倒是希望您可以做自己的月亮。自己的月？是啊，你说月球注定永远绕着这方土地转，可我却觉得，就算没有这片土地，月亮也有属于它的漫天星河。真是凡人的心思，你不会明白，你也无需明白。ဒီအထိစက်ကြည့်နေသေးရင်တော့ brother ကိုတစ်ခုဆက်ပြီးတော့ပြပြပေးပါမယ်ဒါကတော့ဟာယာကဝေရဲကိုတိတ်ဆုံးဝင်မပြုတ်ခဲ့ပါဘူး immortal တယောက်ဖြစ်တာနဲ့အညီဝေရဲရဲ့ဝိညာဉ်ကိုသူမအနာမှာထားလိုက်ပါတယ်ဆိုတော့ဒါကဝေရဲအတွက်တော့ဝမ်းနည်းစရာစသိန်းဟုတ်နေမယ်လို့မထင်ပါဘူးသူလည်းဟာယာရဲ့နာမှာနေခွင့်ရတာကိုပျော်ရွှင်နေမှာပါအဲ့လိုပဲ brother ကိုလည်းကိုချစ်ရတဲ့သူတွေအနာမှာနေနိုင်ခွင့်ပိုင်ဆိုင်ခွင့်နေရကြပါသည်လို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ဆရာပါဗျနောက်ဗီဒီယိုလေးမှာထပ်တွေ့အောင်